ကွန်သွားမယ်ရေသွားဆော့မယ်ကားမှုတဲ့လူလည်းရှိတယ်ဒီမှာ iPhone 16 Pro Max နဲ့ပဲမြနေတဲ့ညီမလေးပါရှင်အိမ်ပါအပါအဝင်ပဲမြနေရပါလေရှင်ကပေါ်မှာရှုခင်းလေးကြည့်လိုက်ပါရှင်အရန်ကမှလှပါတယ်ခရီးတော့ရင်ကားစီးရတာကိုမကြိုက်ပါဘူးဒါပေမဲ့ခရီးတော့တာကိုကြိုက်ပါတယ်အကောလုံးကားမှုနေကြပါတယ်မိုးရော်ဒီဆိုတော့အပင်လေးတွေဆင်းလန်းဆိုပြနေတဲ့လမ်းမကြီးလေးဖြစ်နေပါတယ်အရန်ကိုမှတာယာပြီးတော့ဆိုင်းလန်းဆိုပြတဲ့တနေရာလေးဖြစ်ပါတယ်တနာရီအကြာကားစီးပြီးတော့ရေတကွန်တော့ရောက်ရှိပါပြီရှင်ရေတကွန်ရောက်ဖို့မိနစ်အနည်းငယ်လိုက်လျှောက်ရပါတယ်ရှင်ရေဘူးနဲ့စားစီရလည်းယူလာပါတယ်ဗီဒီယိုရိုက်ပေးတဲ့ညီမလေးကလှတယ်လို့ပြောတယ်ဆိုတော့ကိုကနေမထီထိုင်မထီခုံဆော့လေးတော့နေရပါတယ်ရေတကူမရောက်ခင်မြတ်မကောင်တော့လမ်းမှာထွက်ပြေးနေကြပါတယ်ရှင်ဂုံရောက်ဖို့အချိန်တွေလိုသေးတယ်ဆိုတော့တရားပေါ်မှာပေးလေးနည်းနည်းများနေပါတယ်ရှင်ဘယ်လိုရုံမျိုးထွက်လဲဆိုတာကိုတော့ကိုတော့တအားကြီးလှတယ်လို့ထင်ရပါတယ်ပဲများပြီဆိုတော့ရေတကွန်လေးရောက်ရှိပါပြီရှင်ရေတကွန်ထဲမှာတငယ်ချင်းတွေအများကြီးတပုံလေးရက်နေပါတယ်နိုင်တော့သွားတဲ့အချိန်မှာရေတကွန်ကတအားကြီးတယ်ရေတအားအေးတယ်ရေစင်ကူးလို့မရပါဘူးရှင်ရေကအရန်အေးလွန်းလို့တပုံတဆင်းရက်တာတော့ရေထိလို့မရဘဲနဲ့ကုန်းပေါ်မှာပြေးတန်းပြီးတော့နေရပါတယ်ရှင်အရန်ကိုမှအေးပါညီမလေးလည်းတပုံရက်ပြီးတော့အေးတမခိုင်နိုင်လို့ကုန်းပေါ်ပြေးတက်ရပါတယ်ရေစောရရင်လှိုင်းကအရန်ကိုကြိုက်ပါတယ်ရေတွေ့ပြီးဆိုရင်တော့ကုန်းပေါ်တက်ဖို့ကအချိန်အကြာကြီးပေးရပါတယ်လှိုင်းကရေအရန်ကြိုက်ပါတယ်ရေကခြေထောက်ကိုထိတဲ့အချိန်မှာရေခဲရေစိမ့်နေတယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့တာကတောင်ပေါ်ရေတဘာဝရေဖြစ်တဲ့အတွက်အရန်ကိုရော်ဒီဆိုရင်တော့တောင်ပေါ်ရေကအရန်ကိုအေးတယ်လှိုင်းလို့ဆိုရင်တော့ရွာကိုတော့တတိရတယ်ပေါ့နော်အခုလှိုင်းလဲဗီဒီယိုရိုက်ရွာကရေတကောမှာဒီချိန်ဆိုရင်ရေကူးနေကြပါပြီရှင်လှိုင်းတော့ကြတော့မြန်မာပြည်မှာမပြန်ရတဲ့အတွက်မြို့လေကနေမြန်မာပြည်နဲ့ဆက်အထိလှိုင်းတော့ကရေတကွန်တော့လဲရပါတယ်လူစုတော့ဗီဒီယိုအတူတပုတ်လေးရိုက်ခဲ့ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်ရရှင် like and share လေးလုပ်ပေးပါရှင်အားလုံး bye bye ကျေးဇူးတင်ပါတယ်